အောင်မှကောင်းခြင်းတွေပေါင်းစုစည်းကသူထက်ကိုကဲလာသူရှိတော့ပြင်းရှိလိမ့်မယ်ဒီများရဲ့ပြုံးပိုင်ရှင်ရဲ့တောင်းစုတွေပြေဝရဲ့သူနူးညံ့တဲ့လုံးသားနဲ့သူဆွဲမဲ့ပွဲစကားနဲ့စင်ကသူရှင်ပြိုင်လာလို့နိုင်ရင်ရှုံးရမှာပဲရင်နဲ့ရှိမြပြော